ရန်ချိုဟာကောလိပ်ပြီးနောက်ရွတ်တရက်ထွက်ခွာသွားပြီးအဲ့ဒီအချိန်ကစပြီးရန်ချိုနဲ့သူတို့ဘယ်တော့မှအဆက်အသွယ်မလုပ်တော့ဘူးဆိုတာကိုဖော်ပြထားပါတယ်။သူတို့ဟာအချိန်ပေါင်းများစွာစ조사ပြီးနောက်ရန်ချိုကိုရှာဖွေဖို့လက်ချော်ထည့်ကြပါတယ်။သူတို့ချာတူးကိုသူတို့ရဲ့အချိန်တွေကိုဖြုံးတီးဟဲလို့ရိုက်နှက်တော့မဲ့အချိန်မှာချာတူးကရန်ချိုစင်မလာမှာရှိတယ်လို့ဆိုပါတယ်။သူတို့ကိုစင်မလာကိုခီးထွက်ပြီးအတူတူပေါင်းစည်းစေခြင်းကသူ့ဘဝမှာဘလောက်အထိရောက်နေပြီလဲဆိုတာပြသချင်ပါတယ်။ဖာဟန်နဲ့ယာဂျူးတို့ကသူ့ထက်နှင်းကြနေတယ်ဆိုတာကိုတပ်တည်ပြဖို့စ조사နေတယ်ဆိုရင်တောင်သူနဲ့အတူလိုက်ဖို့အသင့်ရှိနေကြပါတယ်။အတိတ်ကိုပြန်ပြောင်းကြည့်လိုက်တဲ့အခါဖာဟန်ဟာသူ့ရဲ့ပထမနှစ်အတွက်ကောလိပ်ကိုဝင်ရောက်လာတဲ့အချိန်ကိုပြသထားပါတယ်။သူနဲ့ယာဂျူးကိုရန်ချိုနဲ့အတူဝိညာဖို့အခန်းတစ်ခန်းပေးထားပါတယ်။ဖာဟန်နဲ့ယာဂျူးတို့မှာသူတို့ရဲ့ကိုယ်ပိုင်ပြဿနာတွေရှိနေပါတယ်။ဖာဟန်ကအင်ဂျင်နီယာမလုပ်ချင်ပဲသူ့အဖေအတွက်သာလုပ်နေတာဖြစ်ပြီးယာဂျူးကတော့ပြစ်စပန်ကိုအာယုံစိုက်ဖို့အနာဂတ်ကိုအယမ်းကြောက်နေပါတယ်။ဒါပေမဲ့ရန်ချိုကတော့မတူပါဘူး။သူတို့ပထမဆုံးတွေးဆောင်ခဲ့တာကကောလိပ်ရဲ့ပထမဆုံးညမှာစီနီယာတွေကအနိုင်ကျင့်ခြင်းကိုခံရတဲ့ချိန်မှာပါ။စီနီယာတွေကပထမနှစ်ကျောင်းသားတွေကိုကိုလုံးလိဖိစေပြီးဥညွတ်ခိုင်းတာဟာအစင်လာတစ်ခုပါဒါကို freshman တွေကသူတို့ရဲ့အကြီးအကဲတွေကိုလေးစားကြောင်းပြသတဲ့နီးလန်းအဖြစ်သတ်မှတ်ပါတယ်ဒါဟာသူတို့ရဲ့အကြီးအကဲတွေအနေနဲ့သူတို့ရဲ့ရွှေဝက်လိန်တူချစ်ခင်ခြင်းကိုအကျိုးဆက်မရှိဘဲပြသနိုင်တဲ့နီးလန်းတစ်ခုလည်းဖြစ်နိုင်ပါတယ်ကျန်တဲ့သူတွေအာဒမ်အစင်လာကိုတိတ်တိတ်ဆိတ်ဆိတ်လိုက်နာကြပေမဲ့ရန်ချိုကတော့မလိုက်နာပါဘူးရန်ချိုကသူ့ရဲ့အဆောင်ကားထိပ်ကိုဝင်ပြီးသူ့တကားကိုပိတ်လိုက်ပါတယ်ထို့နောက်အထင်ထွက်ဖို့ရန်ချိုငင်းလိုက်တာကြောင့်အနိုင်ကျင့်နေတဲ့သူရဲ့ခေါင်းဆောင်ကရန်ချိုကိုသင်ခန်းစာပေးမယ်ဆိုပြီးရန်ချိုအခန်းတကားရှိမှတေးပေါက်တော့မှုလုံနေချိန်မှာရန်ချိုကလျှက်စစ်ဝါယာကျိုးကိုဇွန်းတစ်ချောင်းနဲ့ဆက်ပြီးတကားအောက်ကိုဖြည်းဖြည်းချင်းထည့်လိုက်တာအနိုင်ကျင့်တဲ့သူကအဲ့ဒီဘောကိုသေးပေါက်လိုက်တာနဲ့လျှက်စစ်ရှော့ရသွားပါတယ်သူတို့အားလုံးကရေမောပြီးသူ့ရဲ့ပါရမီရှင်အသွေးခေါ်ကိုချီးမွမ်းခဲ့ကြပါတယ်ဖာဟန်နဲ့ယာဂျူတို့ကရန်ချိုရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့စရိတ်ကိုအထင်ကြီးထားပါတယ်